မင်းအောင်လှိုင်ကအခုဒီတိုင်းတောင်မှပဲသူ့မှာဗန်နာငွေခန်းနေလို့တောင်မှပဲပြည်တွင်းမှာငွေဆက်ကူကလည်းထက်ရိုက်လို့မရတော့တဲ့အတွက်ကြောင့်မို့သူက digital money တွေအစားထိုးသုံးရမယ်ဆိုပြီးတော့တောင်မှသူပြင်ဆင်နေတာလေအဲ့တော့သူကဒီလိုမျိုး nuclear တပေါင်းဖို့စောင့်မယ်ဆိုတော့ဖြစ်နိုင်လားမဖြစ်နိုင်လားဆိုတာတော့ဒါပေမဲ့ဒီဆောက်ကြီးကပြောလို့ရလဲမဟုတ်တခုသိရမှန်းလားစီမံကိန်းတစ်ခုခုနေမြေတစ်ခုခုကိုထိုးပေးလိုက်ပြီးတော့ဒီဟာနဲ့အလဲလှယ်လှုပ်လိုက်တာမျိုးလည်းဖြစ်နိုင်တယ်ဒီကောင်ကသူ့အာဏာတည်မြဲဖို့ဆိုရင်သူ့မိမတောင်သူရောင်းစားမယ်ကောင်အဲ့လိုမျိုးဆိုတော့လေပြောလို့တော့ရတာတော့မဟုတ်ဘူးဗောလေအားလုံးပဲမင်္ဂလာပါကျွန်တော်ကိုပဒေတာပါကျွန်တော်ဒီနေ့တော့ ARD မှာဖော်ပြထားတဲ့ဆောင်းပါးတစ်ပုဒ်ဖြစ်တဲ့ပူတင်ပါလင်တေရွာအထိလိုက်မိမင်းအောင်လှိုင်ဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြခြင်းနဲ့ပြီးတော့ကျွန်တော်နောက်ထပ်ပေါ့နော်ရရှိထားတဲ့သတင်းချက်လက်ချို့ကိုပြောပြရင်းနဲ့ဆွေးနွေးပြတော့ပါမယ်မတ်လ3ရက်နေ့ကစတင်သည့်စစ်တပ်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ခီးစဉ်ကိုစစ်သားဟောင်းတယောက်အနေဖြင့်စောင့်ကြည့်မိသည်စစ်တပ်အတွင်းတွင်အဘတက်ချုပ်ကြီးရုရှားကိုသွားပြီးဒဝေရင်နဲ့စိတ်ကန်းလဲပေါင်းပြီးလှုပ်တော့မှာဖြစ်တာကြောင့်အခြေအနေကောင်းလာတော့မယ်ဆိုသည့်စကားသံများထွက်ပေါ်လာပြန်သည်တနည်းအားဖြင့်ယခုချိန်နေသည့်2024ခုနှစ်နိုဝင်ဘာလကစစ်ကောင်းဆောင်၏တရုတ်ခီးစဉ်တုန်းကအခြေအနေနှင့်ခက်ဆင်ဆင်တူနေသည်အဘတက်ချုပ်ကြီးကတရုတ်နဲ့ညှိလိုက်ပြီးမကြခင်လာရှိုးကိုပြန်ရတော့မည်ဟုဝါဒဖြန့်မှုနှင့်ဆင်တူနေသည်စစ်ကောင်းဆောင်မင်းအောင်လှိုင်ပြည်ပထွက်တိုင်းလက်အောက်ကိုဝါဒဖြန့်အားပေးစည်းရုံးတဲ့သည့်ထုံးစံတိုင်းစစ်တပ်လော်ဘီများကလှုပ်ဆောင်သည်ဟုယူဆရသည်တကယ်တမ်း၌တရုတ်ခီးစဉ်အပြီးတွင်လည်းစစ်ကောင်စီဘက်ကအခြေအနေမကောင်းခဲ့ကြောင်းတွေ့ရသည်လာရှိုးကိုပြန်မရသည့်အပြင်ပြန်ရောက်ပြီးမကြာမီတွင်အန်ရှိအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပခကိုပါလက်လွတ်ခဲ့ရသည်စစ်ကောင်းဆောင်၏ယခုရုရှားခီးစဉ်သည်စစ်အာဏာသိမ်းကာလအတွင်းသူ့အတွက်ဒုတိယမြောက်ခီးစဉ်လည်းဖြစ်သည်တိုက်ဆိုင်စွာပင်စစ်ကောင်းဆောင်ခီးစဉ်မတိုင်မီယူကရိန်းသမ္မတဇယ်လန်စကီ၏အမေရိကန်ခီးစဉ်လည်းရှိနေခဲ့သည်ယူကရိန်းသမ္မတ၏ထိုခီးစဉ်တွင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကငြိမ်းချမ်းရေးကိုအကြောင်းပြကာရုရှားဘက်ကိုအလေးပေးပြီးသမ္မတဇယ်လန်စကီကိုကောင်းကောင်းနှိပ်ကွပ်ခဲ့သည်ထို့ကြောင့်သမ္မတထရန့်အနေဖြင့်ရုရှားဘက်ကိုယက်တီလိုက်ပြီလားဆိုသည့်ဝေဖန်သုံးသပ်မှုများလည်းထွက်ပေါ်ခဲ့သည်နောက်တစ်ခုတိုက်ဆိုင်ဒီမှာမတ်လ9ရက်တွင်သမ္မတထရန့်ကလွှတ်တော်၌မြန်မာကျောင်းသားများအတွက် DISP ပညာတော်သင်ဆုအမေရိကန်ဒေါ်လာ45သန်းကိုရပ်ဆိုင်းနိုင်ခဲ့မှုအပေါ်အရေးပါသောငွေကြေးဖြတ်တောက်မှုတစ်ခုအဖြစ်ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်ထို့ကြောင့်ရုရှား၏အရေးပေးမှုနှင့်အတူမြန်မာစစ်ကောင်စီအနေဖြင့်နိုင်ငံတကာစာမျက်နှာတွင်အတိအမှတ်ပြုမှုရပြီးလက်ရှိစစ်ရှုံးမှုတန်တရားထဲမှရုံးထွက်နိုင်တော့မည်လားဟုစစ်ကောင်စီထောက်ခံသူများဘက်ကစိတ်ကူးရင်လာခဲ့ကြသည်အဘတက်ချုပ်ကြီးကနိုင်ငံတော်ကောင်းမှုအတွက်အသက်အရွယ်နဲ့မလိုက်အောင်ရုရှားအထိသွားပြီးသဘောတူညီချက်တွေရအောင်လုပ်နေသည်ဟုလည်းစစ်လော်ဘီအချို့ကပြောနေခဲ့ကြပြန်သေးသည်အမှန်ကသူ့အာဏာတည်မြဲရေးအတွက်မြန်မာနိုင်ငံကရှိသမျှအရင်းမြစ်များကိုရုရှားထံထိုးအပ်နေခြင်းဖြစ်သည်စစ်ကောင်းဆောင်၏ရုရှားခီးစဉ်သည်စစ်ကောင်စီဘက်ကဝါဒဖြန့်၍ကောင်းသည့်ခီးစဉ်ဖြစ်သည့်အတွက်သမ္မတပူတင်နှင့်တွေ့ဆုံဆွေးနွေးမှုများကိုစစ်သားဟောင်းတယောက်အနေဖြင့်စိတ်ဝင်စားစောင့်ကြည့်ခဲ့သည်မတ်လ4ရက်ကကရင်မလင်နန်းတော်တွင်မစ္စတာပူတင်နှင့်တွေ့ဆုံစဉ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ပြောခဲ့သည့်စကားများအပြုအမူများတွင်တတိထားမိခဲ့သည်မှာလိုရာထက်ပိုပြီးယိုကျိုးဖားရနေခဲ့သည်ကိုတွေ့ရသည်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကရုရှားကိုမြန်မာကတန်တမန်ဆက်ဆံရေးနှစ်ပတ်လည်အထိမ်းအမှတ်စင်6កောင်လက်ထိုးပေးကမ်းခဲ့သည့်ကိစ္စနှင့်စပြီးပြောသည်မြန်မာနိုင်ငံမှာဆင်များသည့်အပူပိုင်းဒေသဆင်များဖြစ်သည့်အတွက်ရုရှားကအေးသည့်ရာသီဥတုအတွင်းအစင်မပြေမှစိတ်ပူသည်ဟုသူ့ဘက်ကပြောခဲ့ကြောင်းသူထို့သို့ပြောသည့်အခါဘာမှစိတ်ပူစရာမလိုကြောင်းနှင့်ရုရှားတွင်အားလုံးလုံနိုင်ပါသည်ဟုသမ္မတဗလာဒီမာပူတင်ကပြန်ပြောကြောင်းပြောသည်စစ်ကောင်းဆောင်အနေဖြင့်ရုရှားနိုင်ငံနှင့်မစ္စတာပူတင်သည်ဘာမဆိုလုံနိုင်သည်ဆိုပြီးမြောက်ပင့်သည့်သဘောနှင့်တွေ့ဆုံစကားပြောမှုကိုအစပြိုးသွားကြောင်းတွေ့ရသည်ထို့နောက်မော်စကိုသို့ဖိတ်ကြားခြင်းအတွက်အထူးကျေးဇူးတင်ရှိကြောင်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြုံးရွှင်ပျော်မြူးစွာနှင့်ပြောသည်ထိုပြုံးမျိုးသည်ပြည်တွင်း၌မင်းအောင်လှိုင်၏လှုပ်ရှားမှုများကိုဖော်ပြလေ့ရှိသည့်စစ်ကောင်စီဝါဒဖြန့်မီဒီယာများမှာပင်တွေ့ရခဲ့သည့်အပြုံးမျိုးဖြစ်သည်2024ခုနှစ်နိုဝင်ဘာလကတရုတ်နိုင်ငံတွင်မဲခေါင်ထိပ်သီးဆွေးနွေးပွဲတက်ခွင့်ရခဲ့စဉ်ကခရီးစဉ်တွင်တွေ့ရသည့်အပြုံးများကိုပြန်တွေ့ရသည်ဟုပင်ပြောနိုင်သည်စစ်ကောင်းဆောင်မင်းအောင်လှိုင်အနေဖြင့်ပြည်တွင်းခရီးစဉ်များအခမ်းအနားများနှင့်မိန့်ခွန်းပြောသည့်အခါများတွင်ဟန်ဆောင်ပြုံးသည့်အပြုံးကိုသာတွေ့ခဲ့ရသည်စစ်ရှုံးမှုများအတွက်ရင်ထဲကကြောက်ရွံ့မှုကိုဖုံးကွယ်ထားပြီးပြုံးနေခဲ့ရသည်ထို့ကြောင့်အပြုံးကအသက်မဝင်ခဲ့ပဲမျက်နှာကပြုံးနေရတော့လဲမျက်လုံးကမူမိုင်းနေတတ်ကြောင်းသတိထားမိခဲ့သည်ယခုတစ်ကြိမ်သမ္မတပူတင်နှင့်တွေ့ခွင့်ရသည့်အချိန်တွင်စစ်ကောင်းဆောင်မင်းအောင်လှိုင်၏မျက်လုံးများမှာတောက်ပနေသည်ကိုတွေ့ရသည်မိဒီနှင့်အလားတန်တူသနည်းဆိုပါကဖခင်နှင့်အချိန်ကြာကြီးခွဲခွာနေရသည့်ကလေးငယ်တစ်ယောက်ဖခင်နှင့်ပြန်ဆုံရသလိုအားကိုးရာယုံကြည်ရာကိုပြန်ရှာတွေ့သည့်ပုံစံတွေ့ရသည်စစ်ကောင်းဆောင်ကသမ္မတပူတင်ကို2022ခုနှစ်အ
အရှိဖြာစီးပွားရေးဖိုရမ်အစည်းအဝေးတွင်တွေ့ဆုံပြီးနောက်ပိုင်းကရမလင်နန်းတော်တွင်ဒုတိယအကြိမ်ပြန်လည်တွေ့ဆုံခြင်းဖြစ်သည့်အတွက်သူ့အနေဖြင့်ဝမ်းမြောက်ဂုဏ်ယူကြောင်းပြောသည်ကိုတွေ့ရသည်စစ်ကောင်းဆောင်မင်းအောင်လှိုင်သည်မတွေ့ရသည့်2နှစ်တာကာလအတွင်းသမ္မတပူတင်နှင့်ပြန်တွေ့မိဆုံမိရက်ကိုကာလရှည်ကြာစွာစောင့်စားခဲ့ရကြောင်းပြောခြင်းပုံရသည်ထို့သို့အားကိုးရာအာနာရှင်စီနီယာကြီးကိုတွေ့ခွင့်ရရန်ရုရှားစီးပွားရေးဝန်ကြီးခီးစဉ်တွင်ရုရှားလူချင်းသမျှသဘောတူညီချက်စာချုပ်များလက်မှတ်ထိုးခဲ့ခြင်းဖြစ်နိုင်သည်ထိုရုရှားဝန်ကြီးခီးစဉ်အပြီးမှာပင်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရုရှားသွားမိခီးစဉ်ထွက်ပေါ်ခဲ့ခြင်းကြောင့်လည်းယခုကဲ့သို့ယူဆမိခြင်းဖြစ်သည်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကယခုခီးစဉ်သည်ရုရှားနိုင်ငံကိုလာခွင့်ရသည့်17ကြိမ်မြောက်ခီးစဉ်ဖြစ်ကြောင်းရုရှားနိုင်ငံသည်သူ့အတွက်အမတန်ရင်းနှီးသည့်မိတ်ဆွေနိုင်ငံညီကိုနိုင်ငံဖြစ်ပြောလျင်ရကြောင်းသူအနေဖြင့်ရုရှားနိုင်ငံသို့လာရသည်ကိုဧည့်သည်လို့မခံစားရကြောင်းပြောဆိုခဲ့သည်သူအနေဖြင့်ရုရှားနှင့်အရန်ရင်းနှီးပါကြောင်းအလွန်ပြသခြင်းနေပုံရသည်ဆိုဗီယက်ခေတ်မှသည်ယခုရုရှားဖက်ဒရေးရှင်းနိုင်ငံအထိချစ်ချစ်ခင်ခင်ရင်းနှီးနှီးနှင့်စိတ်တူကိုယ်တူလှုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်းပြောခဲ့သည်ကိုတွေ့ရသည်သမ္မတပူတင်ကိုစီနီယာတင်ပြီးမင်းအောင်လှိုင်ကဂျူနီယာပါဟုဖော်ကျူးနေခြင်းဖြစ်သည်ဟုမြင်မိသည်ထို့နောက်စစ်ကောင်းဆောင်သည်မီဒီယာများတွင်လူပြောများစေခဲ့သည့်ကြွက်မင်းအကြောင်းကိုပြောသည်အခါခွင့်ကြုံသည့်အချိန်တွင်ထူးခြားသည့်သမိုင်းကြောင်းလေးတစ်ခုကိုပြောလိုကြောင်းအစချီကကြွက်မင်းဇက်လန်းကိုဇက်ဆုံခင်းတော်သည်1938ကထုတ်ခဲ့သည့်စာအုပ်ဖြစ်ကြောင်းစာမျက်နှာကိုကြိုးထိုးမှတ်သားထားပြီးရုရှားလိုဘာသာပြန်ထားကြောင်းပြောသည့်အချိန်သမ္မတပူတင်ကရှာမတွေ့သဖြင့်တွဲဖက်အတွင်းမှုဗိုလ်ချုပ်ကြီးရဲဝင်းဦးကိုထပြီးပြခိုင်းသည်ဗိုလ်ချုပ်ကြီးရဲဝင်းဦးထလာချိန်ရုရှားဘက်ကဘာသာပြန်ပေးသူကသမ္မတပူတင်ကိုကူရှာပေးသဖြင့်တွေ့သွားသည်ဗိုလ်ချုပ်ကြီးရဲဝင်းဦးလည်းပြန်ထိုင်သွားသည်ထိုလိုရဲ့ကြောင့်စစ်ကောင်းဆောင်နေဖြင့်သူ့ထက်အကြီးအကဲတယောက်လိုသမ္မတပူတင်ကိုဆက်ဆံခဲ့ကြောင်းသိသာစေခဲ့သည်သူတစ်ဖက်ဗိုလ်ချုပ်ကြီးကိုပင်စာရွက်လံပေးဖို့ခိုင်းခဲ့သည်ဗိုလ်ချုပ်ကြီးများပေါ်များသည့်စစ်တပ်အတွက်တက်ချုပ်တယောက်နေဖြင့်လက်အောက်ကဗိုလ်ချုပ်ကြီးကိုနိုင်ငံတကာအခမ်းအနားတွင်အလေးထားဆက်ဆံစရာမလိုသလိုလှုပ်ပြသွားကြောင်းတွေ့ရခြင်းလည်းဖြစ်သည်ကြွက်မင်းဇလန်းကိုရှင်းပြသည့်အခါသမ္မတပူတင်ကိုကြွက်ဟုရည်ရွယ်ပြီးပြောရသည်ကိုအံ့ဩမိသည်ကြွက်ဆိုသည်မှာစစ်တပ်တွင်ခိုးဝှက်ဖြတ်တောက်စားတောက်သူများကိုရည်ညွှန်းပြောတတ်သည့်စကားလည်းဖြစ်သဖြင့်နားထောင်ရင်ပြုံးမိပါသည်ဗျာဒိတ်တော်အရာသမ္မတပူတင်ကိုရည်ညွှန်းပြီးရုရှားလူမျိုးများ၏ဧကရမင်းဖြစ်လာလိမ့်မည်ပါပမင်းမင်းဆိုးမင်းကြီးလက်ထက်သိုးဆောင်12မျိုးတွင်ရုရှားလူမျိုး၏ဧကရမင်းဖြစ်လာလိမ့်မည်ဟုပြောသည်လက်နက်ရာတွင်တစ်ဖက်ကန်းခတ်တက်ပြီးအတုမရှိသည့်လက်နက်ဝိဇ္ဇာဧကရဖြစ်မည်မြန်မာဘုရင်မင်းမြတ်တို့နှင့်ချစ်ကြည်ရင်းနှီးသည့်မဟာမင်းများဖြစ်လာမည်ဟုရှင်းပြပြန်သည်သမ္မတပူတင်ကိုနိုင်ငံကောင်းဆောင်ဘုရင်ဟုဆိုကာတင်စားပြောဆိုသလိုသူကိုယ်သူလည်းမြန်မာဘုရင်ဆိုသည့်သဘောပြောခြင်းဖြစ်သည်ညံနေသည့်စစ်ကောင်းဆောင်သည်နေရာတကာတွင်သူယုံကြည်သည့်ဘာသာနှင့်လိုက်တိုင်းပြီးခန္ဓာကြောင့်အစဉ်ကျင်မဲ့တသက်ပြကာဖားကျင်သည့်စိတ်ကိုတွေ့ရသည်ထို့နောက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကဆိုဗီယက်နှင့်ရုရှားကိုရောထွေးပြီးသမိုင်းနှင့်ချီကချီကျူးပြောဆိုအမွှန်းတင်လေသည်သို့သောဆိုဗီယက်ပြိုကွဲမှုကိုရှောင်ကွင်းပြောဆိုသွားခဲ့သည်နိုင်ငံတိုင်းသည်ကိုယ်နိုင်ငံသားများ၏အချုပ်အခြာအာဏာနှင့်ကိုယ်နိုင်ငံအကျိုးစီးပွားလုံခြုံရေးအပေါ်ထိပါလာလျင်ကာကွယ်ရန်အပြည့်အဝရှိကြောင်းရုရှားနိုင်ငံ၏နိုင်ငံတော်တည်ငြိမ်မှုပြတ်ပြားအောင်လုပ်သူများအပေါ်တုံ့ပြန်သည့်အထူးစစ်ဆင်ရေးများကိုအပြည့်အဝနားလည်ကြောင်းမစ္စတာပူတင်၏ခိုင်မာပြတ်သားသည့်ခေါင်းဆောင်မှုအောက်တွင်မုတ်ချအောင်မြင်မည်ဟုပြောလိုကြောင်းမြန်မာစကားပုံရှိပါတယ်တရားသောစစ်အောင်ရမည်ကျွန်တော်တို့နိုင်ငံလည်းဒီတိုင်းပါပဲဟုစစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြောသည်အမှန်ကတရားသောစစ်အောင်ရမည်ဆိုသည်မှာစကားပုံမဟုတ်ပဲဆိုရိုးစကားသာဖြစ်သည်စကားပုံလားဆိုရိုးစကားလားခွဲမသိပဲအတင်းအမွှန်းတင်နေသည်ကိုတွေ့ရသည်တာဝန်ဘူးနှင့်စသည့်စကားပုံ22ခုတွင်စစ်ကောင်းဆောင်မင်းအောင်လှိုင်ပြောသည့်စကားပုံကိုရှာမတွေ့ခဲ့ပေစစ်ကောင်းဆောင်မင်းအောင်လှိုင်ဆက်ပြီးပြောသည်မှာမြန်မာတွင်နေချက်ရန်ကစပြီးပြည်တွင်းပြည်ပအဖျက်သမားများရန်ကိုလည်းအများကြီးတွန်းလှန်တိုက်ခိုက်ခဲ့ရကြောင်းတိုင်းပြည်ကောင်းအောင်တိုင်းသူပြည်သားတွေကြီးပွားတိုးတက်အောင်လှုံ့ဆော်နေရသည်မှာတရားသည့်နည်းလမ်းဖြစ်ကြောင်းပြောဆိုသည်ပြည်သူများကိုဒုက္ခပင်လယ်ဝေအောင်လှုပ်ထားသည့်စစ်ကောင်းဆောင်ကသူ့ကိုယ်သူပန်းတူသွေးလှုပ်သွားခြင်းဟုမြင်မိသည်ပြည်တွင်း၌အခက်အခဲများကြီးကြုံရကြောင်းဝန်ခံခဲ့သည်ထို့နောက်နိုင်ငံတကာမျက်နှာစာတွင်ရုရှားနိုင်ငံ၏အားပေးကူညီထောက်ခံမှုများကြောင့်နိုင်ငံတကာတွင်ရင်ဆိုင်နိုင်ခြင်းဖြစ်ကြောင်းတရားသောစစ်အောင်ရမည်ဟုထပ်ပြောခဲ့သေးသည်တွေ့ဆုံမှုကိုအကျဉ်းချုပ်ကြည့်ပါကစစ်ကောင်းဆောင်မင်းအောင်လှိုင်သည်ရုရှားသမ္မတပူတင်ကိုအမွှန်းတင်မြောက်ပင့်ဖားရခဲ့ပြီးသူကြုံနေရသည့်အခက်အခဲများကိုရုရှားကပါဝိုင်းပြီးဖြေရှင်းပေးပါဟုတောင်းဆိုခဲ့ခြင်းဖြစ်သည်စီနီယာပါလင်တရွာလိုက်ရဲတယ်ဆိုသည့်စစ်တပ်အတွင်းကဆိုရိုးစကားကိုသတိရမိသည်ထိုစကားအတိုင်းမစ္စတာပူတင်ကသာခေါ်မည်ဆိုပါကတေးရွာအထိလိုက်မိဂျူနီယာအာနာရှင်အပုလေးကိုရုရှားခီးစဉ်တွင်တွေ့လိုက်ရလေသည်ဒီဆောင်းပေါက်ရေးထားတာကဆွဲတော်ဆိုတဲ့ကလောင်ရှင်ပေါ့လေဆွဲတော်သည်တဲ့ CDN စစ်သားတဦးဖြစ်သည်တဲ့ဒါကတော့ဒီ ARD မှာဖော်ပြထားတဲ့ဆောင်းမရှင်ဆွဲတော်ရဲ့သူ့အတွေ့အကြုံမြင်ပေါ့လေကျွန်တော်အခုနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဒီမင်းအောင်လှိုင်ရုရှားကိုသွားတဲ့အချိန်မှာရုရှားနဲ့
သဘောတူညီခဲ့တဲ့စီးပွားရေးလုပ်ငန်းတွေပေါ့လေအဲ့ဒါဘယ်ဟာတွေကိုသဘောတူခဲ့လဲဘယ်ဟာတွေကတော့ဖြစ်နိုင်လဲဆိုတဲ့ဟာကိုမြန်မာနောင်ကဆောင်းပါးတစ်ပုဒ်ကိုကျွန်တော်ဆက်ပြီးတော့ဖတ်ပြပါမယ်ရုရှားတို့သည်တဲ့မြန်မာနိုင်ငံတွင်တဝက်အထူးစီးပွားရေးဇုံနျူကလ িয়ার ဓာတ်အားပေးစက်ရုံနှင့်စွမ်းအင်လုပ်ငန်းဤပညာသတင်းအချက်အလက်နှင့်ဆက်သွယ်ရေးတတုတူဖော်ရေးစိုက်ပျိုးရေးအစားအသောက်တည်ယူပို့ဆောင်ရေးအလုပ်သမားပို့ဆောင်ရေးကုန်သွယ်ရေးဗန်လုပ်ငန်းပညာရေးနှင့်ခရီးသွားလုပ်ငန်းတို့တွင်ပူးပေါင်းဆောင်ရွက်မှုတိုးမြင့်ရန်သဘောတူခဲ့သည်ဟုစစ်ကောင်စီဘက်ကဆိုသည်အာဏာသိမ်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်၏ယခုနှစ်မတ်လ3ရက်တွင်စတင်သည့်ရုရှားခီးစဉ်အတွင်းမြန်မာနိုင်ငံ၏စီးပွားရေးလုပ်ငန်းနယ်ပယ်10ခုကျော်တွင်ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးသဘောတူခဲ့ကြသည်ဟုရုရှားအစိုးရနှင့်စစ်ကောင်စီတို့၏နှစ်ဖက်ထုတ်ပြန်ချက်များအရသိရသည်စစ်ကောင်ဆောင်၏မော်စကိုခီးစဉ်တွင်ရုရှားသမ္မတဗလာဒီမာပူတင်နှင့်ရုရှားအစိုးရအဖွဲ့ဝင်များနှင့်ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ပြီးတဝက်အထူးစီးပွားရေးဇုံနျူကလ িয়ার ဓာတ်အားပေးစက်ရုံနှင့်စွမ်းအင်လုပ်ငန်းဤပညာသတင်းအချက်အလက်နှင့်တယ်လီကွန်ဆက်သွယ်ရေးတတုတူဖော်ရေးစိုက်ပျိုးရေးအစားအသောက်တည်ယူပို့ဆောင်ရေးအလုပ်သမားပို့ဆောင်ရေးကုန်သွယ်ရေးဗန်လုပ်ငန်းပညာရေးနှင့်ခရီးသွားလုပ်ငန်းတို့တွင်ပူးပေါင်းဆောင်ရွက်မှုတိုးမြင့်ရန်ဆွေးနွေးသဘောတူခဲ့သည်ဟုသိရသည်အမေရိကန်ပါဝင်အနောက်နိုင်ငံများ၏စီးပွားရေးပိတ်ဆို့မှုတန်ခံနေရတော့လဲရုရှားနှင့်မြန်မာအပြန်အလှန်ကုန်သွယ်ရေးနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးတက်လာကြောင်းရုရှားဝန်ကြီးချုပ်ကမတ်လ4ရက်စစ်ကောင်ဆောင်မင်းအောင်လှိုင်နှင့်တွေ့စဉ်ပြောကြားခဲ့ကြောင်းရုရှားအစိုးရ website တွင်ဖော်ပြသည်မြန်မာတွင်ရုရှားယင်းနှိမ့်မြုံနှံမှုလုပ်ငန်းတွေမှာပူးပေါင်းဆောင်ရွက်မှုချဲ့ထွင်ရန်အကြံပြုထားကြောင်း၎င်းကပြောသည်တဝက်အထူးစီးပွားရေးဇုံစီမံကိန်းမှာရုရှားကုမ္ပဏီတွေပါဝင်လုပ်ကိုင်ဖို့အဆင်သင့်ဖြစ်နေကြပါပြီဒီမဟာဗျူဟာကျတဲ့စီမံကိန်းဟာအသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းအတွက်အလုပ်ကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်တဲ့အပြင်နှစ်နိုင်ငံကုန်သွယ်မှုပမာဏကိုလည်းကြီးထွားလာစေနိုင်ပါတယ်ဟု၎င်းကပြောသည်တဝက်အထူးစီးပွားရေးဇုံစီမံကိန်းအထူးသဖြင့်ရုရှားနိုင်ငံနဲ့ပူးပေါင်းကမြန်မာနိုင်ငံတောင်ဘက်စွန်းရှိတဝက်အထူးစီးပွားရေးဇုံအဆင့်မြင့်တည်ဆောက်ရန်ခြေလှမ်းသစ်စနိုင်ခဲ့သဖြင့်များစွာအားရကျေနပ်မိကြောင်းဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကယမန်နေ့တွင်မော်စကိုမြို့တွင်ပြုလုပ်ခဲ့သည့်မြန်မာရုရှားစီးပွားရေးဖိုရမ်အခမ်းအနားတွင်ထည့်သွင်းပြောဆိုခဲ့သည်ရင်းနှက်စိတ်ကမ်းနှင့်စွမ်းအင်စီမံကိန်းများပါဝင်သည့်တဝက်အထူးစီးပွားရေးဇုံတည်ဆောက်ရန်ပြီးခဲ့သည့်ဖေဖော်ဝါရီလကုန်ပိုင်းရုရှားစီးပွားရေးဝန်ကြီးမက်ဆင်ရက်ရှ်နီကော့၏မြန်မာခီးစဉ်တွင်နားလည်မှုစာချုပ်လွှာ MOU ရေးထိုးခဲ့တော်လဲစစ်ကောင်စီကအသေးစိတ်မထုတ်ပြန်ခဲ့ဘဲမင်းအောင်လှိုင်ရုရှားသို့ရောက်ရှိချိန်တွင်ထုတ်ပြောခြင်းဖြစ်သည်စစ်အာဏာရှင်အောင်ဦးတန်းရွှေလက်ထက်တွင်စတင်ခဲ့ပြီးကာလရှည်ကြာမအောင်မမြင်ဖြစ်နေသည့်ဒဝဲအထူးစီးပွားရေးဇုံရှိဒဝဲရင်နဲ့စိတ်ကမ်းကိုရုရှားနှင့်ပူးပေါင်းအကောင့်ထဲပေါ်မည်ဖြစ်ကြောင်းစစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကရုရှားသတင်းဌာနများကိုပြောဆိုခဲ့သည်ဒဝဲရင်နဲ့စိတ်ကမ်းသည်ဗီယက်နမ်ရှိဒါနန်စိတ်ကမ်းအခြားစိတ်ကမ်းများချိတ်၍မလကာရေလက်ကြားကိုမဖြတ်ဘဲသွာလာနိုင်သည့်လမ်းကြောင်းတစ်ခုပေါ်လာမည်ဖြစ်ကြောင်း၎င်းကပြောသည်195စတူယန်ကီလိုမီတာနီးပါးကျယ်ဝန်းသည့်ဒဝဲအထူးစီးပွားရေးဇုံသည်တနင်္သာရီတိုင်းဒဝဲမြို့၏မြောက်ဘက်ကပ်ပလီပင်လယ်ပြင်နှင့်ထိုင်းပင်လယ်ကွေ့အနီးမဟာဗျူဟာကျသည့်နေရာတွင်အကောင့်ထဲပေါ်မည့်စီမံကိန်းကြီးဖြစ်ပြီးရင်းနှက်စိတ်ကမ်းစက်မှုဇုံလျှက်စစ်နှင့်အခြားစီမံကိန်းများပါဝင်သည်ယင်းနှမြုံနယ်မှုပမာဏနှင့်အကောင့်ထဲပေါ်မည့်အခြေအနေအသေးစိတ်ကိုထုတ်ပြန်ခြင်းမရှိပေကနဦးနေဖြင့်စီမံကိန်းဖြစ်မြောက်နိုင်စွာငွေကြေးနှင့်နည်းပညာဆိုင်ရာအသေးစိတ်လေးလာမှုများပြုလုပ်ရန်လိုအပ်ပြီးထိုလုပ်ငန်းများပြီးပါကစီမံကိန်းဒီဇိုင်းအရွယ်အစားချင်းငွေနှင့်ယင်းနှမြုံနယ်မှုယင်းနှမြုံနယ်မည့်ကုမ္ပဏီများဖွဲ့စည်းနိုင်ရေးစသည့်လုပ်ငန်းစဉ်များဆောင်ရွက်ရမည်ဟုထိုစီမံကိန်းနှင့်ပတ်သက်၍သိရှိသည့်ထိုစီမံကိန်းစောင့်ကြည့်သူများကပြောသည်နျူကလ িয়ার လျှက်စစ်နှင့်စွမ်းအင်စီမံကိန်းစစ်ကောင်ဆောင်၏မော်စကိုခီးစဉ်တွင်ဒါဇင်နှင့်ချီသည့်သဘောတူစာချုပ်များလက်မှတ်ရေးထိုးပြီးထိုထဲတွင်မြန်မာနိုင်ငံတွင်နျူကလ িয়ার စွမ်းအင်သုံးအသေးစားလျှက်စစ်တာထုတ်လုပ်သည့် Small Modular Reactor SMR တိဆောက်လည်ပတ်ရေးစာချုပ်နှင့်နျူကလ িয়ার ကိုငြိမ်းချမ်းစွာအသုံးပြုနိုင်ရေးစာချုပ်တို့လည်းပါဝင်သည်မြန်မာနိုင်ငံတွင်ပထမဆုံးနျူကလ িয়ার လျှက်စစ်စက်ရုံတိဆောက်ရန်အတွက်ရုရှားနိုင်ငံပိုင်အနုမြူစွမ်းအင်ကော်ပိုရေးရှင်းနှင့်စစ်ကောင်စီတို့အကြားပြီးခဲ့သည့်နှစ်များအတွင်းအကျိုးသဘောတူခဲ့ကြခြင်းဖြစ်သည်စီမံကိန်းအသေးစိတ်အချက်အလက်နှင့်တည်နေရာကိုတော့ထုတ်ဖော်ပြောဆိုခြင်းမရှိတော့လဲ130မဂါဝက်အားရှိသည့်နျူကလ িয়ার တပ်ပေါင်းဖို့ကိုစောက်လုပ်မည်ဖြစ်ကြောင်းစစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စောမင်းထွန်းကဆိုသည်ယခုသဘောတူညီသည့်စီမံကိန်းများအနက်နျူကလ িয়ার ဓာတ်အားပေးစက်ရုံကိုရုရှားအစိုးရဘက်ကလက်တွေ့လာရောက်လုပ်ကိုင်နိုင်ခြင်းရှိကြောင်းလျှက်စစ်စွမ်းရည်နှင့်စီးပွားရေးဆိုင်ရာစီမံကိန်းများကိုထက်ထဲဝင်သည့်သတင်းရင်းမြစ်တအုပ်ကပြောသည်တဲလွန်စာမရသေးတာကတော့မိသည့်ဒီနေရာမှာတိစောက်မလဲဆိုတာပါဖြစ်နိုင်ကြီးကကုန်းပေါ်မှာတိစောက်တာဖြစ်နိုင်တယ်လို့ပင်လယ်ရေပြင်ကမ်းနားမှာပဲတင်မောပေါ်တိစောက်ထားတဲ့နျူကလ িয়ার ပါဝါပလန်ကိုအသင့်ခုံမောင်းလာပြီးဆောင်ရွက်တာဖြစ်နိုင်တယ်ဟု၎င်းကပြောသည်နျူကလ িয়ার ဓာတ်အားပေးလုပ်ငန်းအပြင်အခြားစွမ်းအင်စီမံကိန်းများလည်းပါဝင်လုပ်ကိုင်ရန်ရုရှားဘက်ကစဉ်းစားမှုများရှိနေသည်ဒီနျူကလ িয়ার ဓာတ်ပေါင်းမှုတိစောက်မဲ့စီမံကိန်းနဲ့ပတ်သက်ပြီးတော့
တချို့ကလည်းဖြစ်နိုင်တယ်တချို့ကလည်းမဖြစ်နိုင်ဘူးဆိုတဲ့ဟာမျိုးပြောနေတယ်အဲ့ဒါမှမဖြစ်နိုင်တဲ့ဘက်ကနေပြီးရေးသားထားတယ်ပေါ့နော်သုံးသပ်ထားတဲ့Facebook post တစ်ခုကိုကျွန်တော်ပြီးလို့ရှိရင်ဖတ်ပြမယ်အခုကတော့ဒီမှာကြံနေတဲ့လုပ်ငန်းတွေကိုကျွန်တော်ဆက်ပြောမယ်ပေါ့နော်ရုရှားတို့မြန်မာအလုပ်သမားပို့ဆောင်ရေးရုရှားကိုမြန်မာအလုပ်သမားဆေးလွတ်နိုင်ရန်နားလည်မှုစာချုပ်လွှာ MOU ကိုစစ်ကောင်စီနဲ့ရုရှားတို့လက်မှတ်ရေးထိုးရန်စီစဉ်နေပြီးဗုဒ္ဓနေ့ကစစ်ကောင်ဆောင်နဲ့ရုရှားသမ္မတဗလာဒီမာပူတင်တို့တွေ့ဆုံရာတွင်ရုရှားတွင်လုံသားရှားပါသဖြင့်မြန်မာအလုပ်သမားများရုရှားခေါ်ယူရေးလဲဆွေးနွေးခဲ့သည်စစ်ကောင်ဆောင်ရုရှားတို့ရောက်ရှိနေချိန်ပြည်တွင်းအလုပ်ကိုင်အေဂျင်စီ Vista International Company ကရုရှားနိုင်ငံ Joint Stock Company Intert Company တွင်အလုပ်လုပ်ကိုင်ရန်စေလွှတ်မိမြန်မာလုပ်သား54ဦးအနက်24ဦးကိုယမန်နေ့ကကနဦးစေလွှတ်ခဲ့ကြောင်းမတ်လ6ရက်နေ့ထုတ်စစ်တပ်ထိန်းချုပ်နိုင်ငံပိုင်းသတင်းစာတွင်ဖော်ပြသည်ယူကရိန်းနိုင်ငံကိုကျူးကျော်စစ်ဆင်နွှဲနေသည့်ရုရှားနိုင်ငံသို့အလုပ်သမားပို့ဆောင်ရေးအတွက်စစ်ကောင်စီနှင့်နှီးစပ်သည့်အေဂျင်စီနှစ်ခုကပြီးခဲ့သည့်နှစ်ကုန်ပိုင်းကတည်းကကြိုးပမ်းနေကြောင်းအလုပ်ကိုင်ရှာဖွေအေဂျင်စီတစ်ခုမှတာဝန်ရှိသူတဦးကပြောသည်စစ်ကောင်ဆောင်နှင့်ရုရှားသမ္မတဗလာဒီမာပူတင်တို့တွေ့ဆုံရာတွင်ရုရှားတွင်လုံသားရှားပါသဖြင့်မြန်မာအလုပ်သမားများရုရှားခေါ်ယူရေးလည်းပါရှိကြောင်းရုရှားစီးပွားရေးဝန်ကြီးရက်ရှနက်နစ်ကော့ကInterfax သတင်းဌာနသို့ပြောဆိုထားသည်ရုရှားသည်လုံသားလိုအပ်ချက်ဖြစ်ပေါ်နေသဖြင့်မြန်မာအပါအဝင်အာရှနိုင်ငံများရှိရွှေ့ပြောင်းလုံသားများကိုခေါ်ယူရေးအတွက်ကြိုးပမ်းနေသည်ဟု၎င်းကရုရှားအောက်လွှတ်တော်တွင်လည်းအင်္ဂါနေ့ကပြောဆိုခဲ့သည်ဟုရုရှားနိုင်ငံပိုင် Interfax သတင်းဌာနကရေးသားထားသည်မြန်မာနိုင်ငံသည်လူဦးရေ55တန်းရှိသည့်အနက်6တန်းမှာပြင်ပသို့တွားရောက်အလုပ်လုပ်နေကြောင်းထို့ကြောင့်မြန်မာမှလုံသားခေါ်ယူတဲ့ကြောင်းလည်းဝန်ကြီးကဆိုသည်အောက်လွှတ်တော်တွင်ဝန်ကြီးကပြောကြားရာ၌အလုံးလက်မဲ့နှုံသည်ယခုအခါစံချိန်တွင်2.3%နှုန်းသို့ထိုးကျနေကြောင်းရခိုင်ဆိုဗီယက်ပြည်ထောင်စုမှခွဲထွက်သွားသည့်နိုင်ငံများမှလုံသားခေါ်ယူနေသည့်အခြေအနေကိုအာရှအထိတိုးချဲ့သွားလိုသည်ဟုဆိုသည်စီးပွားရေးနယ်ပယ်3ခုတွင်ဝင်ရောက်မည့်ရုရှားစီမံကိန်းအသစ်ရုရှားဝန်ကြီးချုပ်၏အဆိုအရမြန်မာနိုင်ငံ၏ဆက်သွယ်ရေးနှင့်သတင်းချက်လက်နည်းပညာလုပ်ငန်းအစားအသောက်နှင့်တတုတူဖော်ရေးလုပ်ငန်းများတွင်စီမံကိန်းအသစ်များဝင်ရောက်လုပ်ကိုင်ရန်စဉ်းစားနေကြောင်းပြောဆိုထားသည်သို့သောအသေးစိတ်အချက်အလက်များကိုထုတ်ပြန်ခြင်းမရှိပေရုရှားသည် Digital တိုးတက်မှုထိပ်တန်းနိုင်ငံတစ်ခုဖြစ်ပြီး Digital အခြေခံအဆောက်အအုံလုပ်ငန်းများတွင်ယင်းနှိမ့်မြုပ်နှံရန်လည်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ကဖိတ်ခေါ်ထားသည်တတုတူဖော်ရေးတွင်ရုရှားကဝင်ရောက်ယင်းနှိမ့်မြုပ်နှံရန်စိတ်ဝင်စားတော့လဲမြန်မာနိုင်ငံတော်ဝန်လက်နက်ကင်တိုက်ပွဲများဖြစ်ပွားနေခြင်းတယံဇာတထွက်ရှိရန်နေရာအများအပြားကိုတော်လှန်ရေးအင်အားစုများကထိန်းချုပ်ထားခြင်းကြောင့်လက်တွေ့အကောင့်ထဲပေါ်ရန်ခက်ခဲများရှိသည်ပညာရေးခရီးသွားနှင့်အခြားနယ်ပယ်များပညာရေးပူးပေါင်းဆောင်ရွက်မှုတိုးမြင့်မည်ဖြစ်ပြီးမြန်မာကျောင်းသားများကိုရုရှားတက္ကသိုလ်များတွင်ပညာသင်ကြားခွင့်ပိုများလာရန်စီစဉ်မည်ဟုဆိုသည်တက္ကသိုလ်ဘွဲလက်မှတ်အရေးချင်းများနှင့်ပညာရေးဆိုင်ရာဘွဲဒီဂရီများကိုအပြန်အလှန်အသိမှတ်ပြုနိုင်ရေးစီစဉ်မည်ဟုဆိုသည်ထို့အပြင်နှစ်နိုင်ငံခရီးသွားလုပ်ငန်းတိုးတက်လာရန်လည်းဆွေးနွေးခဲ့သည်အာဏာသိမ်းပြီးနောက်နိုင်ငံတကာအတိုင်းအဝိုင်းမှဖယ်ကျင်ခံထားရသည့်စစ်ကောင်စီကရုရှားခရီးသွားများကိုအသေးအတန်ဖိတ်ခေါ်လျက်ရှိသည်ခရီးသွားလုပ်ငန်းမှာဝင်ငွေရရှိရေးနှင့်ပုံရိပ်ကောင်းဖော်နိုင်ရေးအာဏာသိမ်းစစ်တပ်ကရုရှားအစိုးရရန်ကုန်ရှိရုရှားတန်ယုံနှင့်ပူးပေါင်းကမနာမနေကြိုးပမ်းနေသည်စစ်ကောင်စီဦးစားပေးစီမံကိန်းတစ်ခုမှာဝဲကန်ရုရှားအမည်ဖြင့်ရုရှားခရီးသွားများဖိတ်ခေါ်ရေးကြိုးပမ်းနေပြီးဝဲကန်ရုရှားအစီအစဉ်အရရုရှားဆိုတော်များသတင်းတောက်များလူသိများသည့်ဆယ်လီများခရီးသွားဘလော့ဂါများကိုမြန်မာနိုင်ငံဖိတ်ခေါ်ကာရုရှားပြည်သူများထံဝါဒဖြန့်ချီရေးသတင်းစကားများပေးပို့နိုင်ရေးလည်းပါဝင်သည်သို့တော်လည်းရုရှားခရီးသွားဝင်ရောက်မှုနှဲပါနေစေဖြစ်သည်ဟုသိရသည်စိုက်ပျိုးရေးလုပ်ငန်းတွင်ဖရဲသီးတရက်သီးနှင့်အခြားသီးနှံများတင်ပို့ရောင်းချရန်စီစဉ်ထားသည်ထို့ပြင်ကုန်သွယ်ရေးဗန်လုပ်ငန်းတွင်ပူးပေါင်းဆောင်ရွက်မှုတိုးမြင့်ရန်လည်းစီစဉ်နေသည်ဟုစစ်ကောင်စီထုတ်ပြန်ချက်များတွင်တွေ့ရသည်လက်တလောတွင်ရုရှားဘဏ်ကစနစ် MIR ကပ်များမြန်မာနိုင်ငံတွင်အသုံးပြုရန်ဆောင်ရွက်လျက်ရှိသည်လက်ရှိကြုံနေသည့်အခက်အခဲများကိုကောင်းထဲမထည့်ဘဲမြန်မာတွင်လာရောက်ရင်းနှီးလုပ်ကိုင်ရန်စစ်ကောင်စီကဖိတ်ခေါ်ခဲ့သည်စစ်ကောင်ဆောင်၏ရုရှားခီးစဉ်တွင်၎င်းခန့်အပ်ထားသည့်စစ်အရာရှိကြီးဝန်ကြီးဖွဲ့နှင့်စစ်ကောင်စီဩဇာခံကုန်သည်စက်မှုအသင်းချုပ် UMFCCI မှကုန်သည်များလိုက်ပါသွားသည်ရုရှားယင်းနှိမ့်မြုံနှံမှုများကိုဖိတ်ခေါ်နေတော့လဲလက်တွေ့လာရောက်နိုင်ခြင်းနဲ့ပြီးစီးပွားရေးကိုဗန်းပြအယောင်ဆောင်သည့်စီရေးအတွက်နေမီစိတ်ကမ်းများအချိန်မီအသုံးချခွင့်ရနိုင်ရန်ပုံမူလေးတာနိုင်ကြောင်းလျှက်စစ်စွမ်းရည်နှင့်စီးပွားရေးဆိုင်ရာစီမံကိန်းများကိုထဲထဲဝင်သည့်သတင်းရင်းမြစ်တဦးကပြောသည်ပင်လယ်ကျမ်းမြေမှာချထားတဲ့နိုင်ငံတကာဆက်သွယ်ရေးစက်ကြောင်းတွေကိုကြိုတင်တိုင်းတာသိရှိနိုင်မှုတရှိုလုပ်ငန်းတွေနဲ့လိုအပ်ခဲ့ရင်အချိန်မီဖြတ်တောက်ဖျက်ဆီးနိုင်မှုကိုရုရှားကအထူးအာရုံစိုက်လေးရှိပါတယ်ဟုသူကပြောသည်စစ်ကောင်ဆောင်မင်းအောင်လှိုင်သည်အိန္ဒိချင်းတရုတ်ကိုကြော်၍ရုရှားယင်းနှိမ့်မြုံနှံမှုများကိုအသေးအတန်ဖိတ်ခေါ်နေခြင်းမှာလည်းမြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့၏132ခုစစ်စင်ရေးအတွင်ရရှိခဲ့သည့်စိတ်ဒဏ်ရာများကြောင့်ဖြစ်နိုင်သည်ဟုသူကဆိုသည်တရုတ်ကမြောက်ပိုင်းသုံးဖွဲ့နဲ့စကားစကြားမှာနှစ်ဖက်ကစားခံရတယ်လို့စကားစတွေးနိုင်တယ်ရုရှားကတော့စကားစတစ်ဖက်တည်းကိုထောက်ခံတယ်လို့စကားစကတွေးနိုင်တယ်ဟုသူကဆိုသည်
အဲ့တော့ဒါကတော့စစ်ကောင်စီရုရှားခီးစဉ်မှာသဘောတူညီခဲ့တဲ့စီးပွားရေးလုပ်ငန်းတွေပေါ့လေအဲ့ဒီထဲမှာကျွန်တော်ခုနပြောခဲ့သလိုပဲဒီရုရှားမှာဒီ small reactor တခုစောင့်မယ်ဟာပေါ့နော် nuclear တပ်ပေါင်းမှုအသေးစားတခုစောက်လုပ်မယ်ဆိုတဲ့ဟာကိုဖြစ်နိုင်လားမဖြစ်နိုင်လားဆိုတဲ့ဟာကိုသုံးသပ်ပြထားတဲ့ post တခုရှိတယ်အဲ့ဒီဆရာကဒီအမေရိကမှာနေတဲ့ဆရာပေါ့လေသူ့ရဲ့ post လေးကိုကျွန်တော်ဖတ်ပြပါမယ် nuclear small modular reactor SMRS ဓာတ်အားပေးစက်အသေးအမျိုးအစားတွေမှာတော့ရုရှား SMR ကလက်တွေ့လည်ပတ်နေတဲ့နည်းပညာအမျိုးအစားပါပဲအမေရိကန်အင်္ဂလန်တရုတ်နိုင်ငံတွေမှာလည်းဒီလိုအသေးစားနျူကလ িয়ার ဓာတ်အားပေးစက်ရုံနည်းပညာတွေစမ်းသပ်တီထွင်နေကြပေမဲ့လက်တွေ့မြေပြင်မှာလည်ပတ်အကောင့်ထဲပေါ်နေတဲ့အဆင့်တော့မရောက်သေးပါဘူးရုရှားက academic Lomonosov ကတော့ရေပြင်မှာလှုပ်ရှားသွားလာဓာတ်အားပေးထုတ်လုပ်တဲ့ floating design ဖြစ်ပြီးမြေပြင်မှာအတီးကျတိဆောက်တဲ့ land based SMR ကတော့ရုရှားမှာလည်းစမ်းသပ်အဆင့်ဖြစ်ပါတယ်မြန်မာပြည်မှာတိဆောက်မယ်လို့ပြောနေတဲ့ SMR ကမြေပြင်အထိုင်မှာဓာတ်အားထုတ်လုပ်တဲ့စနစ်ဖြစ်ပုံရပါတယ်1 kilowatt အတွက် levelized cost of electricity LCOE က IAEA အချက်လက်တွေအရဒေါ်လာ9000ရှိပါမယ်ဒါကြောင့်မို့လို့130 megawatt ဓာတ်အားပေးစက်ရုံအတွက်ဆိုဒေါ်လာတန်း950လိုပါလိမ့်မယ်330 megawatt အထိတိုးချဲ့သွားမယ်ဆိုရင်စုစုပေါင်း 1.65 billion ဒေါ်လာလောက်လိုပါလိမ့်မယ်တခြားနည်းနဲ့လျှက်စစ်ဓာတ်အားထုတ်လုပ်မှုက1 megawatt ကို1 million ဒေါ်လာမှု130 megawatt ကိုတန်း130ပဲကုန်ကြမယ်လို့ရေဘူးရပြောလို့ရပါတယ်ဒါကြောင့် SMR က9ဆလောက်ဈေးကြီးတယ်လို့ပြောလို့ရပါတယ်ကမ္ဘာအစင်းရဲဆုံးနိုင်ငံတစ်ခုမှာကမ္ဘာမှာ9ဆလောက်ဈေးကြီးတဲ့ဓာတ်အားပေးစနစ်တိစောက်တယ်ဆိုတာကတော့စီးပွားရေးပညာရှင်တွေမျက်စိလည်မဲ့ကိစ္စဖြစ်ပါတယ်တကယ်ပတ်စံရှိလို့စောက်ရင်တော့3-4နှစ်လောက်နဲ့တိစောက်နိုင်ပါတယ်မဟာဓာတ်အားပေးလိုင်းနဲ့နီးတဲ့နေရာမှာစောက်ရင်တော့ထွက်လာတဲ့ဓာတ်အားချက်ချင်းဖြန့်ဖြူးနိုင်မှာဖြစ်ပါတယ်မနီးဘူးဆိုရင်တော့ဓာတ်အားလိုင်းသွယ်က1 megawatt ကိုနောက်ထပ်ဒေါ်လာ1 သန်းကုန်အောင်ပါကျွန်တော်ကတော့ Animal Farm နဲ့က snowball တိစောက်တဲ့လေဟဲကြီးကိုပဲမျက်စိထဲသွားမြင်အောင်နေမိပါတယ်ဒါတော့ဒီစစ်ကောင်စီတိစောက်မဲ့နျူကလ িয়ার ဓာတ်ပေါင်းဖို့အသေးစားနဲ့ပတ်သက်ပြီးတော့သုံးသက်ပြောဆိုထားတဲ့ဟာပေါ့လေဒါမဖြစ်နိုင်ဘူးလားဆိုတော့စောက်မယ်ဆိုရင်တော့ဖြစ်နိုင်တာပေါ့လေဒါပေမဲ့ဒီလောက် budget နဲ့သူဘယ်လိုစောက်မှာလဲဆိုပြီးတော့ဒါထောက်ပြထားတာပေါ့လေမရောက်လာရင်အခုဒီတိုင်းတော့မှာပဲသူ့မှာဘဏ္ဍာငွေခန်းနေလို့တော့မှာပဲပြည်တွင်းမှာငွေစက်ကူကလည်းထက်ရိုက်လို့မရတော့တဲ့အတွက်ကြောင့်မို့သူက digital money တွေအစားထိုးသုံးရမယ်ဆိုပြီးတော့မှသူပြင်ဆင်နေတာလေအဲ့တော့သူကဒီလိုမျိုး nuclear ဓာတ်ပေါင်းဖို့စောက်မယ်ဆိုတာဖြစ်နိုင်လားမဖြစ်နိုင်လားဆိုတာတော့ဒါပေမဲ့ဒီဆောက်ကြီးကပြောလို့ရလဲမဟုတ်တခုသိရမှန်းလားစီမံကိန်းတစ်ခုခုနေမြေတစ်ခုခုကိုထိုးပေးလိုက်ပြီးတော့ဒီဟာနဲ့အလဲလှယ်လှုပ်လိုက်တာမျိုးလည်းဖြစ်နိုင်တယ်ဒီကောင်ကသူ့အာနာတီမြဲဖို့ဆိုသူ့မိမတောင်သူရောင်းစားမယ်ကောင်အဲ့လိုမျိုးဆိုတော့လေပြောလို့တော့ရတာတော့မဟုတ်ဘူးဗောလေဒါကတော့ဒီစစ်ကောင်စီရုရှားကိုသွားတဲ့အချိန်တွေမှာဘာတွေပြောခဲ့လဲပြီးတော့ဘလူးစီးပွားရေးတွေလုပ်ခဲ့လဲဘာတွေကဖြစ်နိုင်နေရှိလာနိုင်လဲဆိုတဲ့ဟာကိုသတင်းချက်လက်တွေကိုကျွန်တော်စုစည်းပြီးတော့တင်ပြပေးတာဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့အမြင်တွေကိုလည်းဒီဗီဒီယိုအောက်က comment section မှာဆွေးနွေးပေးသွားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်